မန်စီးတီးဖန်နေမင်္ဂလာပါဒါဂွာဒီယိုလာကသူ့ရဲ့ပွဲတစ်ထောင်ပြည့်အထိတ်အမှတ်ဖြစ်လီဗာပူးကိုမန်စီးတီးအိမ်ခွဲမှာခေါ်ပြီးတော့3ဂိုးမရှိဆွဲရလက်နဲ့ဒါဂိုးပြတ်ချေပြတ်အနိုင်ယူလွှတ်လိုက်တာဖြစ်ပါတယ်အဲ့တော့3ဂိုးရှင်တွေကတော့ဒါပထမဆုံးဒါပထမပိုင်းမှာဒါဟာလန်ကဒါမာတီယန်နူနယ်ကဖြတ်တင်ပေါ်ကနေပြီးဟာလန်ကကမ္ဘာအဆင့်တိုက်စစ်မှုပြီးလှလှပပခေါင်းတိုက်3ဂိုးတွန်းတော့တာဖြစ်ပါတယ်အဲ့ဒီ3ဂိုးကြောင့်ဟာလန်ကစုစုပေါင်းပရီးမီးယားလိ3ဂိုး14ဂိုးတည်ရှိသွားပြီးတော့ဒါသူ့ရဲ့ပနတီတစ်လုံးမှမပါတဲ့တန်တန်လေးနဲ့ပရီးမီးယားလိ3ဂိုး14ဂိုးတည်တွန်းသွားတာဖြစ်ပါတယ်ပထမပိုင်းမှာပဲဒါနောက်တစ်ဂိုးတွန်းတဲ့3ဂိုးရှင်ကတော့ဒါကျွန်တော်တို့နီကိုကွန်ဆာလက်ဖြစ်ပါတယ်ဘန်ဒရိုဆေးဘာချပေးလိုက်တဲ့အလုံးကိုနီကိုကွန်ဆာလက်ကလုံးဝအရန်ပြင်းတဲ့ကန်စစ်နဲ့ကန်ချက်နဲ့ကျွန်တော်တို့ဒါရော့ကတ်ကန်ချက်ကြီးနဲ့ကန်ထုတ်ပြီးတော့တွန်းခဲ့တာဖြစ်ပါတယ်ဒါဗန်တိုက်တို့ဘာလို့ဒူးကောင်းတွေပါတော့ဖြတ်မှန်ပြီးတော့ဒါတွန်းခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ပထမပိုင်းမှာ3ဂိုး2ဂိုးနဲ့ဒါဂိုးပြအနိုင်ယူပြီးတော့ဒုတိယပိုင်းအရောက်မှာပဲဒါထပ်ပြီးတော့မှဒါတိုက်စစ်စင်နဲ့ကျွန်တော်တို့ဒါဒိုကူပေါ့နော်ဒီညကတော့ဒိုကူညဒိုကူရဲ့ရန်ခြေစွမ်းပြမှုဒိုကူကိုထိမနိုင်သိမနိုင်တဲပြက်တပတ်ဝင်စီးနေလားအောင်မရလောက်အောင်ဒိုကူရဲ့ကောင်းမွန်မှုတွေနဲ့ဒါဒုတိယပိုင်းအရောက်မှာပဲဒါကျွန်တော်တို့ဒီဒိုကူအထူးရှယ်ခြေစွမ်းပြပြီးတော့နော်ဒီကိုအွန်လိုင်းလေးချပေးလိုက်တဲ့အလို့ဒိုကူကတကူတော်ဆွတ်ထွက်သွားပြီးတော့လုံးဝတောင်းပြတ်ကန်ထုတ်ပလိုက်တာလုံးဝဟိုးခြေပြားစိတ်တောင်းတွေကိုကန်ထုတ်ပလိုက်တာဂိုးသမားဘာမှမတတ်နိုင်ဘူးဒီပါဘူးဂိုးသမားအဲ့တော့ကျွန်တော်တို့3ဂိုးမရှိဆိုရလက်နဲ့ဒီပရီးမီးယားလိဒီပွဲဒီနှစ်ကန်သမျှပွဲတွေမှာအကောင်းဆုံးခြေစွမ်းပြပြီးပွဲစဉ်ဒါ17မှာအကောင်းဆုံးခြေစွမ်းပြပြီးတော့ကျွန်တော်တို့ဒါလီဗာပူးလိုအသင်းမျိုးကိုတပွဲလုံးမှာမိနစ်60လုံးထိတ်ချုပ်ပြီးတော့ဘာမှလှုပ်လို့မရအောင်ထိတ်ချုပ်ပြီးတော့မှကျွန်တော်တို့ဒါ3ဂိုးပြတ်နဲ့ဂွာဒီယိုလာကသူ့ရဲ့ပွဲတစ်ထောင်ပြည့်မှာဒါအနိုင်ယူခဲ့တာဖြစ်ပါတယ်လီဗာပူးလိုအသင်းမျိုးကိုမန်စီးတီးအိမ်ကွင်းမှာ3ဂိုးပြတ်နဲ့အနိုင်ယူပြလိုက်တာဖြစ်ပါတယ်ဗျတကယ်ကိုအားရကျင်တဲ့ဖွယ်ကောင်းတဲ့ညပါအဲ့တော့ပထမပိုင်းမှာဟာလန်ဒီပင်နတီကန်တဲ့အလုံးမဝင်လိုက်တာဒီကလွဲလို့ဘာပြစ်ချက်မှပြောစရာမရှိတော့အောင်ကိုတကယ်ကိုကောင်းမွန်ခဲ့တဲ့ညပါဗျအဲ့တော့ဒီနိုင်ပွဲကြောင့်ပဲကျွန်တော်မန်စီးတီးကပရီးမီးယားလိအမှတ်ပေးစရာအဆင့်2မှာအာဆင်နယ်ကို4မှတ်အလိုနဲ့ဖိအားပေးနိုင်ခဲ့ပြီးတော့စုစုပေါင်းကျွန်တော်တို့ဒါလီဗာပူးလည်းဒါကျွန်တော်တို့၄မှတ်ဖြတ်နိုင်ခဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီညနိုင်ပွဲကြောင့်ပဲဒါဂွာဒီယိုလာလည်းဂုံတက်ခဲ့တယ်လို့ကျွန်တော်တို့မန်စီးတီးအသင်းဟာလည်းဒါပရီးမီးယားလိဖလားရဖို့အတွက်ကိုပို့ပြီးတော့လုံးဝ pressure ပေးနိုင်ခဲ့ပြီအဲ့တော့အာဆင်နယ်ကလည်းဆောင်းရာသီရောက်တဲ့နဲ့သူကလည်းတဖြည်းဖြည်းနဲ့စပြီးတော့တေးကြလိုက်ရှုံးလိုက်တယ်နောက်ဆုံးလာတော့မှအဲ့တော့ကျွန်တော်တို့ကလည်းအာဆင်နယ်ကို၄မှတ်အကွာနဲ့ဖိအားပေးနိုင်ခဲ့ဖြစ်တယ်ရမှတ်22မှတ်နဲ့အာဆင်နယ်နဲ့ယာကိုပေးကို15ဂိုးနဲ့3ဂိုးကျွန်တော်တို့ကမန်စီးတီးက23ဂိုးတွန်းထားပြီးတော့ယာကိုပေးကိုကွာခြားချက်15ဂိုးစီနဲ့အာဆင်နယ်ကို4မှတ်အကွာနဲ့ဖိအားပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်လီဗာပူးကို4မှတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒီနိုင်ပွဲကြောင့်ပဲပရီးမီးယားလိအမှတ်ပေးစရာတွေအများကြီးအပြောင်းလဲဖြစ်သွားပြီးတော့လီဗာပူးကဆိုလို့ရှိရင်အခုဆိုရင်အဆင့်8ထိဆင်းသွားခဲ့ဖြစ်ပါတယ်ဗျအဲ့တော့ဒီညနိုင်ပွဲဟာအဓိကတရားခံကတော့ဂွာဒီယိုလာဖြစ်ပြီးတော့ဒုတိယတရားခံကတော့အရန်ကောင်းမွန်ခဲ့တဲ့ဒိုကူရဲ့ခြေစွမ်းပြမှုတွေဖြစ်ပါတယ်ဒိုကူကဒီညတော့တရေတပတ်ဝင်ပူးနေတာအောင်မရလောက်အောင်ထူးရှယ်ခြေစွမ်းပြပြီးတော့အကောင်းဆုံးကစားသမားစုကိုတဲ့ဒါဒီညပွဲစဉ်လိုက်အကောင်းဆုံးကစားသမားစုလည်းသူရရှိသွားတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ rating ကအမြင့်ဆုံး rating နဲ့ကိုမှလီဗာပူးကစားသမားတွေနောက်တန်းကစားသမားတွေ2ယောက်လောက်အောင်ကတ်ပြီးတော့ထိန်းတာကိုအဲ့ဒီ2ယောက်လောက်ကြားတယ်ဒိုကူကဖောက်ပြီးတော့ဒါသူဖန်တီးမှုတွေလုပ်သွားတယ်သူချိန်ချောက်မှုတွေလုပ်တယ်ဆက်ရှက်ကိုက်ထိတ်တက်မှာဝင်သွားတယ်အဲ့တော့ဒိုကူရဲ့ခြေစွမ်းကလုံးဝကိုလက်ဖျားခါလောက်တဲ့ခြေစွမ်းဖြစ်ပါတယ်ဒီညတော့ချီကျူးစရာလူတွေအရမ်းများတယ်တသင်းလုံးကောင်းတယ်ချာကီတယောက်လောက်ကလွယ်လို့ချာကီကတော့နည်းနည်းလေးဒါပြီးခဲ့တဲ့ပွဲဖောင်ကိုမရဘဲနဲ့ဒီညတော့နည်းနည်းလေးအောက်ပြီးတော့ဒါဒုတိယပိုင်းမှာဒါလူစားလဲမှုတွေပါခွာယူလာလှုပ်လိုက်တယ်ပေါ့နော်ဆာဗညိုတို့ဘာတို့ဝင်လာတယ်ဆာဗညိုတို့ဘာတို့လည်းကောင်းတာပဲအဲ့တော့တပွဲလုံးဒီပါကောင်းတယ်ဒိုနာရူမာဆိုလဲဒါအရေးကြီးတဲ့ပုတ်ထုတ်ကာကွယ်မှုတွေကိုသူလှုပ်တော့တာရှိတယ်အဲ့တော့ဒီညတပွဲလုံးခြုံပုံသုံးသပ်လေးရရင်ကျွန်တော်တို့မက်ဆီအသင်းရဲ့ဒီပြောအဓိကနီးပြဂွာဒီယိုလာရဲ့နီးစနစ်အောက်မှာလုံးဝကစားသမားတွေကောင်းမွန်မွန်နဲ့ဒါအဝန်ကိုကြကစားနိုင်ခဲ့ပြီးတော့လီဗာပူးလိုအသင်းမျိုးကိုဂွာဒီယိုလာရဲ့ပွဲတစ်ထောင်ပြည့်မှာမန်စီးတီးအိမ်ကွင်းမှာ3ဂိုးမရှိဆိုရလက်နဲ့အနိုင်ယူပြစ်ခဲ့တာဖြစ်ပါလေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်